တနာကြီးကြီးမားမားတက်လာပြီးအညိုနဲ့အတူအလုံးလုံးခဲ့ဘူးတဲ့ဇော်ဝင်းကသူမအိမ်ကြီးစီရောက်လာပြီးပတ်စံတောင်းနေတဲ့အညိုကအခုချိန်မှာပတ်စံတပြားမှမရှိတော့ဘူးအရင်ကပေးခဲ့တာတွေအကုန်လုံးကုန်သွားပြီလို့ပြောလိုက်တယ်ဇော်ဝင်းကဒေါသထွက်ပြီးငါအညိုကိုလုံးဝအောင်ရဲရဲဆက်မဆက်ချင်တော့ဘူးငါတောင်းတဲ့ပတ်စံကိုပဲပေးလိုက်ပါဆိုပြီးဖိအားပေးတယ်အညိုကပတ်စံမရှိတော့ကြောင်းထပ်ပြောပေမဲ့ဇော်ဝင်းကမရက်တန့်ပဲမပေးရင်မင်းရဲ့လိမ္မာပါနှံ့မှုအကုန်လုံးပျက်စီးသွားမယ်ဆိုပြီးချင်းချောက်လိုက်တယ်။အညိုတခါတည်းထိတ်လန့်သွားပြီးစိတ်ဆင်းရဲစွာဆုံးဖြတ်လိုက်တယ်ကောင်းပြီအခုပေးလိုက်မယ်ဒါပေမဲ့ဒါကနောက်ဆုံးတစ်ကြိမ်ပဲဖြစ်ရမယ်နောက်ထပ်ငါနဲ့လုံးဝမပတ်သက်ရဘူးဆိုပြီးဇော်ဝင်းရဲ့တောင်းဆိုချက်ကိုလက်ခံလိုက်တယ်။ဇော်ဝင်းအယမ်းပျော်သွားပြီးလှောင်ပြောင်သလိုဟုတ်ပါပြီအေးအေးဆေးဆေးပေးလိုက်ပါတခီးရဲသွားနေကြတာမဟုတ်လားဆိုပြီးပြောလိုက်တဲ့အညိုကစိတ်ထဲခါးသီးနေပေမဲ့အခြေအနေမခံနိုင်တော့လို့ငြင်ခဲ့ရတယ်။တစ်ဖက်မှာတော့ရင်မုံဘိုးကအရင်ကပြောခဲ့တဲ့စကားအတိုင်းအညိုအိမ်ကိုရောက်လာပြီးတောင်းပန်နေတဲ့အရှက်ကိုမြင်ပြီးဒေါသထွက်နေတယ်ဘာလာလောက်တာလဲဆိုပြီးအော်ဟစ်လိုက်တယ်အဲ့ဒီလူကညီမလေးစိတ်ဆိုးနေလို့ပြန်လာပြောပြတာဆိုပြီးရှင်းပြတယ်အိမ်ထဲကိစ္စတွေရှုပ်ထွေးနေတာပိုဆိုးလာတယ်နောက်တစ်ခန်းရောက်လာတဲ့အခါအညိုညီမလေးစမ်းရည်ကအခန်းထဲဝင်လာပြီးမမလေးပြောစရာရှိတယ်ဆိုတဲ့အညိုကထိတ်လန့်ပြီးဘာဖြစ်လို့လဲတခုခုဖြစ်သွားတာလားလို့မေးလိုက်တယ်စမ်းရည်ကကိစ္စမဆိုးပါဘူးမမလေးဒါပေမဲ့အရန်ရေးကြီးတယ်ဆိုပြီးစပြီးပြောတယ်အညိုကစိတ်မရှိတော့ပဲဘာပဲဖြစ်ဖြစ်ပြောလိုက်ပါဆိုတဲ့စမ်းရည်ကအမေအခြေအနေဆိုးနေလို့စေးရုံတင်ထားရတယ်ငွေကြေးအခက်ခဲဖြစ်နေလို့မမလေးစီလာတောင်းရတာဖြစ်ကြောင်းရှင်းပြတယ်အညိုကခဏငြိမ်သွားပြီးငါမှအခုငွေသားမရှိသေးဘူးဒါပေမဲ့ငါနာကတ်ဆောင်ယူသွားပါဆိုပြီးနာကတ်ဆောင်ကိုချွတ်ပေးလိုက်တဲ့စမ်းရည်ကအရန်ကျေးဇူးတင်ပြီးမမလေးကိုညီမလေးတယောက်လိုချစ်တယ်လို့ပြောတယ်အညိုလဲစိတ်ထဲနည်းနည်းသက်သာသွားတယ်ညဘက်မှာအိမ်နေရင်ရုတ်တရက်လူမိုက်ကောင်းဆောင်ရဲ့လူတယောက်လာရောက်ပြီးမနှက်ဖြန်အညိုအိမ်ကိုသိမ်းမယ်လို့ချင်းချောက်တယ်အညိုကထိတ်လန့်ပြီးအိမ်ထိမလာပါနဲ့အပြင်မှာတွေ့မယ်ဆိုပြီးပြန်ပြောလိုက်တယ်လူမိုက်ကောင်းဆောင်ကအိမ်မလာစေချင်ငါတို့စီငွေသားယူလာပေးဆိုပြီးပြန်ပြောတယ်နှစ်ဖက်လုံးအဆင်ပြေအောင်ခဏညှိနှိုင်းလိုက်ရတယ်နောက်ပိုင်းမှာအညိုကအိမ်သိမ်းခံရမှာကြောက်လို့အရန်စဉ်းစားမိတယ်နောက်ဆုံးဆုံးဖြတ်ချက်ချလိုက်တယ်ဒေါ်ရီမေကိုကြောက်မက်ဖွယ်ပစ္စည်းတွေမရအောင်လုပ်မယ်သူ့ကိုအပြည့်အဝဒုက္ခပေးမယ်ဆိုပြီးလက်စားချေဖို့အစီအစဉ်စတင်လိုက်ပါပြီ